ီမင်နိုင်ငံကဟူသီတွေကအီရန်လက်ဘနွန်နိုင်ငံကဟစ်ဇ်ဘူလာတို့နဲ့အတူအစ္စရေးကိုပူးတွဲတိုက်ခိုက်ခဲ့တယ်လို့ယီမင်နိုင်ငံကဟူသီအဖွဲ့ကဧပြီလ4ရက်မှာပြောပါတယ်။ဟူသီအဖွဲ့ကိုပိုကျယ်ပြန့်တဲ့ဒေသတွင်မဟာမိတ်အဖွဲ့နဲ့ပို့ပြီးဓာတ်ရိုက်ချိတ်ဆက်ပေးတဲ့နောက်ဆုံးထုတ်ပြန်ချက်ဖြစ်ပါတယ်။ဟူသီအဖွဲ့ဟာတယ်အပင်မြို့နာကအစ္စရေးရဲ့ဘင်ဂူရီဟန်လေဆိပ်အပြင်အစ္စရေးတောင်ပိုင်းကတခြားအရေးကြီးပြစ်မှတ်တွေနဲ့စစ်ရေးပြစ်မှတ်တွေကိုပြစ်မှတ်ထားတဲ့ပြစ်စမမြောက်စစ်ရေးစစ်စင်ရေးလို့ဖော်ပြထားတဲ့စစ်စင်ရေးကိုဆင်နွှဲခဲ့တယ်လို့ဟူသီစစ်တပ်ပြောရေးဆိုခွင့်ရှိသူယာယာဆာရီယာကကြေညာချက်တစ်စောင်ထုတ်ပြန်ပြောဆိုပါတယ်။တက်ခတ်ရမှာပဲ့ထိန်ကလစတာဒုံးကြီးနဲ့ဒရုန်းတွေအများပြားပါပြီးအီရန်တော်လှန်ရေးအဆောင်တပ်အီရန်စစ်တပ်နဲ့လက်ဘနွန်နိုင်ငံကဟစ်ဇ်ဘူလာတပ်တွေနဲ့ပူးတွဲလှုပ်ဆောင်ခဲ့တယ်လို့ပြောပါတယ်။စစ်စင်ရေးကဤမှန်ချက်တွေကိုအောင်မြင်ပြီးမြောက်အောင်မြင်ခဲ့တယ်လို့လည်းကြေညာချက်ထဲမှာအခိုင်အမာပြောခဲ့ပါတယ်။ဟူသီတွေအီရန်ပြည်ပခါမှာပါလာချိန်မှာဒုတိယအဓိကသင်္ဘောလမ်းကြောင်းဖြစ်တဲ့ဘာ့အယ်မန်တက်ရေလက်ကြားကိုပြစ်မှတ်ထားပိတ်ဆို့နိုင်တဲ့အလားအလာကိုမြင့်တင်ပေးခဲ့ပါတယ်။ဟူသီတွေဟာဖေဖော်ဝါရီ28ရက်မှာစခဲ့တဲ့အီရန်အပေါ်တိုက်ခိုက်မှုတွေကိုမရပ်ရင်စစ်ရေးအရဝင်ရောက်ဆွတ်ဖက်မယ်လို့လည်းချိန်ချောက်ခဲ့ပါတယ်ရှင်။အီရန်ကလေကြောင်းကာကွယ်ရေးစနစ်အသစ်ကိုသုံးပြီးအမေရိကန်တိုက်လေယာဉ်တစ်စင်းဒရုန်း3စင်းနဲ့ခရုဇ်ဒုံးကြီး2စင်းကိုပြစ်မှတ်ထားခဲ့တယ်လို့ခါတမ်အယ်အမ်ဘီယာပူးတွဲစစ်ရေးကွပ်ကဲမှုဌာနကပြောရေးဆိုခွင့်ရှိသူအီဘရာဟင်ဇိုဖာကာရီကဧပြီလ4ရက်မှာနိုင်ငံပိုင်ရုပ်မြင်သံကြားကနေကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။အီရန်တော်လှန်ရေးအဆောင်တပ်ကအစ္စရေးနိုင်ငံကနေရာအမျိုးမျိုးကိုဒုံးကျည်တွေဒရုန်းတွေနဲ့ပြစ်မှတ်ထားတယ်လို့လည်းသူကပြောပါတယ်။ကူဝိတ်နိုင်ငံကအမေရိကန်ဟိုင်းမတ်စ်ဒုံးပစ်လောင်ချာတွေနဲ့ဘာရိန်းနိုင်ငံကပက်ထရီယော့ဒုံးကျည်တွေကိုလည်းပြစ်မှတ်ထားခဲ့တယ်လို့နိုင်ငံပိုင်ရုပ်သံကနေထုတ်ပြန်တဲ့ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။အီရန်ဟာလေပိုင်နက်ကိုအပြည့်အဝထိန်းချုပ်နိုင်မှာသိကြတယ်လို့လည်းသူကဆက်ပြောပါတယ်။အီရန်ရဲ့ပြစ်ခတ်မှုကြောင့်ထိုင်ကုန်နှခုံပါအမေရိကန် F-50E ဂျက်လေယာဉ်တစ်စင်းပြတ်ကျခဲ့တယ်လို့နိုင်ငံစလုံးကအရာရှိတွေကပြောခဲ့ပြီးအီရန်ရဲ့ပြစ်ခတ်မှုကြောင့်ကူဝိတ်မှာပြတ်ကျခဲ့တဲ့ A-10 Warhawk တိုက်လေယာဉ်ကနေလေယာဉ်မှုခုန်ထွက်ခဲ့တယ်လို့အမေရိကန်အရာရှိ2ဦးကပြောပါတယ်။ပျောက်ဆုံးနေတဲ့လေယာဉ်မှုကိုရှာနေတဲ့ Black Hawk ရဟတ်ယာဉ်2စင်းဟာအီရန်ရဲ့ပြစ်ခတ်မှုထိမှန်ခဲ့ပေမဲ့အီရန်လေပိုင်နက်ပြင်ပကိုလွတ်မြောက်သွားခဲ့တယ်လို့အမေရိကန်အရာရှိ2ဦးကရိုက်တာသတင်းဌာနကိုပြောပါတယ်ရှင်။ပါကစ္စတန်နိုင်ငံမှာဓာတ်ဆီ1လီတာကိုရူပီ80ရှော့ချပေးလိုက်တယ်လို့ဝန်ကြီးချုပ်ရှာဘတ်ရှရစ်ကဧပြီ3ရက်တောက်ကြနေ့မှာကြေညာလိုက်ပါတယ်။ဒီရှော့ချမှုဟာအစိုးရကကောက်ခံနေတဲ့ရေနံစီချက်ခွန်ကိုရှော့ချတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။အစိုးရရဲ့လောင်စာဆီအခွန်ကိုရှော့ချလိုက်တာကြောင့်ဓာတ်ဆီ1လီတာကို458ရူပီကနေ388ရူပီဖြစ်သွားမှာပါဒီဈေးနှုန်းအသစ်ဟာညသကောင်ချိန်12နာရီကစပြီးတနိုင်ငံလုံးကဆိုင်တွေမှာအကျုံးဝင်မှာဖြစ်သလိုဈေးအသစ်နဲ့ဝယ်ယူနိုင်ပြီဖြစ်ပါတယ်အနည်းဆုံးနောက်တစ်လအထိဒီဈေးအတိုင်းရောင်းချပေးသွားမှာဖြစ်တယ်လို့ရှရစ်ကပြောပါတယ်အရှေ့အလယ်ပိုင်းကတင်မာမှုတွေကြောင့်ကမ္ဘာလုံးဆိုင်ရာရေနံဈေးတက်လာလို့ဒီဇယ်နဲ့ရေနံဈေးနှုန်းကိုအရင်တရက်ကပဲမြင့်ခဲ့တာဖြစ်ပြီးနောက်တစ်နေ့အကြာမှာပဲဒီဆုံးဖြတ်ချက်ကိုထပ်မံပြောင်းလဲထုတ်ပြန်လိုက်တာဖြစ်ပါတယ်ရှင်။အီရန်နိုင်ငံမြောက်ပိုင်း Airbus ပြည်နယ်ကဆောက်လုပ်ဆဲ B1 တရားကိုအမေရိကန်နဲ့အစ္စရေးတို့ကကြာသပတေးနေ့မှာဒုံးကျည်တွေနဲ့2ကြိမ်တိုင်ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်သေဆုံးသူ73ဦးထိအရေအတွက်မြင့်တက်လာခဲ့ပြီး95ဦးဒဏ်ရာရခဲ့ပါတယ်။မြို့တော်တီဟီရန်နဲ့စတုထအကြီးဆုံးမြို့ဖြစ်တဲ့ကာရတ်ကိုဆက်သွယ်ပေးမဲ့ဒီ B1 တရားဟာအရှေ့အလယ်ပိုင်းထဲမှာအမြင့်ဆုံးတရားတွေကတစ်စင်းဖြစ်ပြီးအီရန်နိုင်ငံအတွက်အခက်အခဲဆုံးတိစောက်ထားတဲ့အရေးပါတဲ့အရက်ဘက်အဆောင်စီမံကိန်းတစ်ခုဖြစ်ပါတယ်။ပြည်내18ခုရဲ့သွာလာရေးကိုအဆင်ပြေစေဖို့ရည်ရွယ်ထားတဲ့ဒီတရားကြီးကိုနောက်2လဆိုရင်ဖွင့်လှစ်တော့မှာဖြစ်ပြီးကြာသပတေးနေ့ကတော့ဒုံးကျည်တိုက်ခိုက်မှုကို2ကြိမ်တိုင်အောင်ပြစ်မှတ်ထားခံခဲ့ရကြောင်းတရားဝင်သတင်းဌာန IRNA ကပြောကြားခဲ့ပါတယ်။ဒေသခံတွေကတော့ဒီလိုအရေးကြီးတဲ့ပြည်သူအခြေခံအဆောက်အအုံကိုတိုက်ခိုက်တာကိုအံ့အားသင့်နေကြပါတယ်။အီရန်အရာရှိတွေကလည်းဒီတရားဟာစစ်ရေးနဲ့လုံးဝမဆိုင်ပဲအသုံးပြုရသေးတာတောင်မရှိသေးဘူးလို့ပြောပါတယ်ရှင်။